လုံးမဲမင်္ဂလာပါဒီနေ့အော်တကြံတက်နေ73ရက်နေ့မှာအော်နေပြီးတော့အပြောသီးလေး9ဖိရဲ့အုံသီးလေးလုံးလေးရဲ့တကြား90သားရဲ့နတာကူနဲငယ်နဲ့အော်ကနေပြီးတော့ငပြောအုံတို့ပေါင်းလေးကိုဘေးနာအိမ်လေးတွေကိုဝေပြစ်ပါတယ်ခင်ဗျာဝေပြစ်တဲ့အော်လုံးပြတဲ့ငပြောအုံတို့ပေါင်းလေးကိုအော်တိဆက်လုပ်ပြထားပါတယ်ခင်ဗျာအော်သုံးထားတဲ့ငပြောသီးရတော့ရခိုင်ငပြောသီး9ဖိပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရခိုင်ငပြောသီး9ဖိကိုအခွန်နွားပြီးတော့ခွန်နွားထားပါတယ်ပေါ့နော်ရေခွန်နွားထားပြီးရေနှဲငယ်စီးထားပါတယ်စီးပြီးရင်အဖန်တက်ကိုရောစီရန်ငပြောသီး9ဖိထဲမှာကမွန်းကြည်ရန်အကျန်းလေး4-5ပင်ပေါ့နော်4-5ကန်ထည့်ပြီးတော့ပြုတ်ပါတယ်အဖန်တက်လည်းရောက်သွားပြီဆိုရင်ရေသွန်းပါတယ်ရေသွန်းပြီးမှလို့ရှိရင်အုံတို့ကိုအဖက်တွေမပါအောင်လို့အုံတို့ရဲ့တကြားရဲ့ကိုစစ်ပြီးတော့ထည့်ပါတယ်အိမ်မှာစွမို့အနံလေးမွေးစင်ရစွမို့ရက်လေးပါထည့်ပြီးတော့ပုတ်ဝက်ဆူအောင်တဲပြီးရင်တာကူလေးအနှဲငယ်ထည့်လိုက်ပြီဆိုရင်တော့လွယ်ကူလင်းမြန်နဲ့ဒီငပြောအုံတို့တာကူလေးကိုရပါပြီခင်ဗျာအော်ကနေပြီးတော့လွယ်ကူလင်းမြန်စွာနဲ့လုပ်ပြထားတဲ့အော်ကိုယ်တိုင်လုပ်ထားတဲ့ငပြောအုံတို့တာကူလေးကိုကြည့်ပေးပါအောင်ခင်ဗျာဒီလိုအော်လိုပဲအိမ်မှာလည်းပေါ့လွယ်ကူလှုပ်ရှားလို့ရအောင်အော်လုပ်ပြထားပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ